ဗမာရိုးရာဓလေ့ဖြစ်တဲ့လက်ဖက်ရည်ထိုင်တဲ့ယဉ်ကျေးမှုရှိသလိုတခြား coffee တောက်တဲ့ယဉ်ကျေးမှုလည်းတိုးလာတယ်လို့ထင်တယ်အခုရန်ကုန်နဲ့မန္တလေးနဲ့မတူတဲ့အခေါ်အဝေါ်တွေပြောလို့ဇူးမွေးငါစားရင်ရောဘာတွေထည့်စားတက်လဲ ဇူးကကြတော့မုံဟင်းကားပဲစားစားနန်းကြီးတုပ်ပဲစားစားပဲကြော်မပါရင်လုံးဝမစားပါဘူးလုံးဝကိုမစားတာပါ Hello everyone, အားလုံးပဲမင်္ဂလာပါ Welcome back to Speak It Burmese. This is your host Zhu. And today we are diving into something very close to everyday life in Myanmar, tea culture. Joining me again is my wonderful co-host, Ma Itanzin, a former journalist at Voice of America and currently the host of Inside Myanmar podcast, as well as the co-founder and host of the Asia Forward.Well, this episode is part of our ongoing series designed especially for Burmese language learners as well as for our Burmese fellows, where we explore not just the language but also the culture behind it. And if you like to support what we do or collaborate with us, feel free to reach out at info.akkkhaya.mm@gmail.com. Alright, let's get into it. မင်္ဂလာပါမအေးရေ မင်္ဂလာပါစု နေကောင်းရဲ့လား နေကောင်းပါတယ်ရှင်ဒီမှာအရန်အေးလာနေပြီ ဟုတ်လားဇူးတို့စီမှာတော့အရန်ကိုပူလာနေပါပြီ ဟုတ်ကဲ့ဒီတစ်ပတ်အလုပ်တွေများလား နည်းနည်းတော့များပါတယ်ဒါပေမဲ့လည်းအခုလိုမျိုး podcast မှာပြန်ပြီးတော့တင်ဆက်ရတဲ့အတွက်ဝမ်းသာပါတယ်ရှင်ဟုတ်ကဲ့ရှင်ဟုတ်ဒါဆိုလို့ရှိရင်ဇူးတို့မစခင်မှာကိုပြန်မိတ်ဆက်ကြမယ်နော်မအီကိုမိတ်ဆက်ပေးပါအောင်ဟုတ်ကဲ့ပါကျွန်မနာမည်ကတော့ Itanzin ပါဒီ Speak It Burmese podcast မှာအတူတူ Zoom နဲ့အတူတူတင်ဆက်ပေးသွားမှာပါရှင်ဟုတ်ကဲ့ပါဇူလည်းကိုမိတ်ဆက်ပေးပါရစေဇူကတော့မြန်မာစာဆရာမပါဒီ Speak It Burmese podcast မှာမအီနဲ့အတူတူတင်ဆက်မဲ့ podcaster ပါ so ဒီနေ့ကတော့ဇူတို့မြန်မာလက်ဖက်ရည်ယဉ်ကျေးမှုအကြောင်းပြောကြမယ်ပေါ့နော်မအေးကနေပြီးတော့အရင်စပြောပေးပါအောင်လက်ဖက်ရည်ကိုဘယ်အရွယ်မှာစတောက်ခဲ့တာပါလဲလက်ဖက်ရည်ဆိုတဲ့နေရာမှာ2မျိုးရှိပါတယ်ရေနွေးချမ်းနဲ့နောက်ပြီးတော့အချိုတောက်ရတဲ့လက်ဖက်ရည်ပေါ့နော်တော်တော်ငယ်မဲ့ထင်တယ်လက်ဖက်ရည်မှာကက်ဖီင်းဓာတ်ပါတယ်ဆိုပေမဲ့လည်းမြန်မာမှာတော့တိတ်ပြီးတော့ကော်ဖီနဲ့ဒန်တူသဘောထားတာမဟုတ်ဘဲနဲ့လက်ဖက်ရည်ချိုစိမ့်ကျမချိုစိမ့်အရင်ကြိုက်ပါတယ်အဲဆိုလက်ဖက်ရည်ချိုစိမ့်ကိုအလဲတန်းကျောင်းသူဘဝလောက်ထဲစတောက်တယ်လို့ထင်ပါတယ်ဇူးကတော့ဘယ်တော့မှစပြီးတော့လက်ဖက်ရည်တောက်ဖြစ်တာလဲမရဇူးမမိတလောက်ဆိုရင်ဇူးကမူလာတန်းအရွယ်လောက်ကထင်တာပဲဇူးမအီပြောသလိုပဲပေါ့နော်မြန်မာပြည်မှာကလက်ဖက်ရည်နဲ့ရေနွေးချမ်းရှိတယ်ဒါပေမဲ့ coffee မတောက်ကြဘူး coffee ဆိုရင်နှက် coffee တို့ဘာလို့ပေါ့နော်ဥပမာဆိုနိုင်ငံသားဖြစ် coffee တွေလည်းဇူးတို့ကနေကဆိုတော့မရှိဘူးပေါ့နော်ဇူးမိပါတယ်ဆိုလို့ရှိရင်ဒီ coffee လုံးဝမတောက်ကြဘူးမြန်မာလက်ဖက်ရည်ပြီးတော့ရင်နွေးချမ်းပဲတောက်ကြတယ်ဇူးကတော့ဒီအဲ့ဒီ caffeine ဓာတ်ပေါ့နော်နဲ့အရင်ကြီးတော့မတည့်ဘူးဒါပေမဲ့ကလေးဘဝတုန်းကအဖေကတော့လက်ဖက်ရည်ဆိုင်ကိုခေါ်သွားတယ်ဇူးတို့မောင်နှမ2ယောက်ကိုလေအဲ့တော့ငယ်တုန်းကမှတ်မိသလောက်တော့မူလာတန်းအရွယ်လောက်မှာစပြီးတော့တောက်ဖြစ်ပါတယ်ဟုတ်ပုံမှန်ဗမာပြည်မှာဆိုလို့ရှိရင်မိန်းကလေးတွေကလက်ဖက်ရည်ဆိုင်ထိုင်တဲ့ဓလေ့တိတ်တော့မရှိဘူးเนาะဒါပေမဲ့ဇူးရဲ့အတွေ့အကြုံလက်ဖက်ရည်ဆိုင်သွားရဲ့အတွေ့အကြုံကကြတော့ထူးခြားတယ်အဖေနဲ့တူတူမောင်နှမ2ယောက်တူတူလက်ဖက်ရည်ဆိုင်သွားတယ်ဆိုတော့အဲ့အတွေ့အကြုံလေးပြောပြပေးပါဦးဟုတ်ကဲ့မအီပြောသလိုပဲမြန်မာပြည်မှာတော့အမျိုးသမီးတွေလက်ဖက်ရည်ဆိုင်ထိုင်လေးတိတ်မရှိဘူးအမျိုးသားတွေထိုင်ကြတယ်ဘောလုံးပွဲတွေကြီးကြတယ်စကားတွေပြောကြတယ်ပေါ့နော်ဒါပေမဲ့ဇူးရဲ့
ဖေဖေကဟိုကလေးတွေကိုဒီလူမှုဆက်ဆံရေးအတွက်အထောက်အကူဖြစ်အောင်လို့ခေါ်သွားတယ်လို့တော့ထင်တာပဲပေါ့နော်လူမကြောက်အောင်လို့ပါတော့ပေါ့နော်နေမှာဆိုပေမဲ့အဖေကပွင့်လင်းမြင်သာမှုပိုရှိတယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်သူကဇူးတို့မောင်နှမနှစ်ယောက်ကိုသူလက်ဖက်ရည်ဆိုင်သွားတိုင်းခေါ်သွားတယ်ခေါ်သွားပြီးတော့လက်ဖက်ရည်ပြီးတော့တခြားစားစရာတွေဖြစ်တဲ့အီကြာကွေးစမူစာစတဲ့လက်ဖက်ရည်နဲ့အတူတူတွဲစားတဲ့မုန့်တွေပေါ့နော်ဇူးတို့ကလည်းအရန်သဘောကျတယ်ဖေကအဲ့လိုဆိုင်သွားတိုင်းခေါ်သွားတယ်ဇူးမိန်းကလေးဖြစ်ပေမဲ့ပေါ့နော်နေရအစုံရောက်ဖူးတယ်ဖေနဲ့အတူတူလေအဲ့တော့ဇူးကအဲ့ဒါကြောင့်လူလဲတိတ်မကြောက်တတ်ဘူးဒီကြီးလာတဲ့အခါမှာလဲဒါကြောင့်လက်ဖက်ရည်ဆိုင်ပဲဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်တယောက်တည်းသွားရဲလာရဲရှိရပေါ့နော်အဲ့ဒါကြောင့်ထင်တယ်ဟုတ်အရန်ကောင်းတဲ့အတွေ့အကြုံအဖေကပေးလိုက်တာပဲဟုတ်ကဲ့ဟုတ်မအီရောလက်ဖက်ရည်ဆိုင်တွေငယ်တုန်းကရောသွားခဲ့လားဒါမှမဟုတ်ရင်ကြီးတဲ့အခါရောလက်ဖက်ရည်ဆိုင်တွေရောက်ဖြစ်လားရန်ကုန်မှာပေါ့လေဟုတ်ကဲ့ကျမကရန်ကုန်မှာကြီးတယ်နောက်ပြီးတော့အရင်တုန်းကတော့ငယ်ငယ်တုန်းကလက်ဖက်ရည်ဆိုင်ကိုတယောက်တည်းသွားတာတော်တော်ရှားပါတယ်သွားလို့ရှိရင်လည်းအဖေအမေနဲ့တူတူလက်ဖက်ရည်ဆိုင်ကိုသွား breakfast စားတာတို့လက်ဖက်ရည်ချိုစိမ့်ဇွန်းတက်နို့ဆီများများနဲ့မှာတယ်ကလေးဆိုတော့ဖန်တဲ့ရတာကိုမကြိုက်ဘူးဆိုတော့လက်ဖက်ရည်ချိုစိမ့်ဆိုရင်တော့အရင်ကြိုက်တယ်ပြီးတော့ပဲပြုံးနဲ့နှံပြားကိုအရင်ကြိုက်တယ်အဲ့ဒီတုန်းကဆိုရင်အမေကမနက်ဈေးသွားရင်ပေါ့နော်စမ်းချောင်းထဲကခွာဈေးကိုသွားတယ်အမေဈေးဝယ်တဲ့အချိန်မှာကျမနဲ့အဖေနဲ့ကအဲ့ဒီကလက်ဖက်ရည်ဆိုင်မှာထိုင်ရင်းနဲ့ဗာစားမလဲဆိုရင်လက်ဖက်ရည်ချိုစိမ့်တစ်ခွက်ရယ်ပဲပြုံးနဲ့နှံပြားရယ်တွဲပြီးတော့စားတတ်ပါတယ်နောက်ပြီးတော့ပဲပြုံးနဲ့နှံပြားစားရတာထက်အဲ့ဒီမှာလက်ဆက်နှံပြားကိုအိုးကြီးထဲမှာကပ်ပြီးတော့ဖုတ်တာကိုကြည့်ရတော့အရန်သဘောကျတယ်အဲ့မှာဟုတ်တယ်နော်နံပြားပေါ်မှာအဖောင်းလေးတွေဖြစ်ပြီးတော့ကျွတ်လေးဖြစ်သွားတာကိုအရန်သဘောကျတယ်ဆိုတော့အဲ့လိုမျိုးအလေးအထားနဲ့လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တာပေါ့နော်နောက်ကြီးလာတော့10တန်းအောင်တဲ့အခါမှာကျတော့တငယ်ချင်းတွေနဲ့အတူတူလက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တယ်အဲ့အခါကျတော့လေဒီတခြားတငယ်ချင်းယောက်ျားလေးတွေနဲ့ဒန်းတူအတွေ့အကြုံတစ်ပိုင်းတစ်စရတယ်လို့ခံစားရပါတယ်ဒါပေမဲ့လည်းမြန်မာပြည်မှာအားလုံးလည်းသိတဲ့အတိုင်းပါပဲနိုင်ငံရေးပြောရတာကတစ်ချိန်လုံးကအရန်ကိုဝင်လေးပါတယ်လက်ဖက်ရည်ဆိုင်မှာထိုင်နေပုံမှန်ဆိုလို့ရှိရင်လူငယ်အမျိုးသားတွေကထိုင်နေနောက်ပြီးတော့လူကြီးအမျိုးသားတွေဆိုလို့ရှိရင်လည်းနိုင်ငံရေးအကြောင်းပြောတယ်သူကိုစကားစမြည်ပြောကြတဲ့အလေးထားကတော်တော်များပါတယ်ရန်ကုန်မှာကကြတော့အမျိုးသားအမျိုးသမီးအခုခေတ်တော့ဘယ်သူမဆိုထိုင်ပြီးတော့စကားပြောကြတယ်ထင်ပါတယ်ကျမလည်းမရောက်ဖြစ်တာတော်တော်ကြာပြီဒါပေမဲ့တစ်ချိန်ကကြတော့ဒီလိုအမျိုးသားတွေကြီးပဲပို့ပြီးတော့ကြီးစိုးတဲ့ယဉ်ကျေးမှုကတော့လက်ဖက်ရည်ဆိုင်ထိုင်တဲ့ delay လို့ထင်ပါတယ်စုရေဟုတ်ကဲ့ဟုတ်ဇူးနယ်မှာလည်းအဲ့ဒီလိုပဲအမျိုးသားတွေပဲထိုင်ကြတယ်ပေါ့နော်ဇူးတီးသလောက်တော့အခုထိလည်းအမျိုးသားတွေပဲထိုင်ကြတယ်အမျိုးသမီးတွေကတော့နယ်မှာကတော့ထုံးစံအတိုင်းပဲအပြင်ထွက်တာတို့လက်ဖက်ရည်ဆိုင်ထိုင်တာတို့ကအမျိုးသမီးတွေအတွက်မသင့်တော်ဘူးလို့အခုချိန်ထိလည်းသတ်မှတ်ထားသေးတယ်ပေါ့နော်ဇူးကတော့နေမှာကြီးတယ်နေမှာပဲအထက်တန်းကျောင်းပြီးတဲ့အထိပေါ့နော်နေမှာပဲနေရပေါ့နော်ဒါပေမဲ့ဇူးရဲ့မိဘတွေကတော့စောကပြောသလိုပဲသူတို့ကပို့ပြီးတော့ပွင့်လင်းမြင်သာတဲ့မိဘတွေဖြစ်တာကြောင့်ဇူးကိုတော့ဘာမှကန့်သက်တာမျိုးမရှိဘူးပေါ့နော်အဲ့ဒီတခုကတော့ဇူးအရင်ကန်ကောင်းတယ်လို့လည်းထင်တယ်ဒါကြောင့်ဒီလိုမြန်မာလက်ဖက်ရည်ဆိုင်တွေပေါ့နော်ရောက်ဖူးတယ်ပြီးတော့အမျိုးသားတွေလက်ဖက်ရည်ဆိုင်တွေမှာဘာတွေပြောကြလဲစတဲ့အကြောင်းအရာတွေပေါ့နော်အဲ့ဒါတွေကလည်းစိတ်ဝင်စားဖို့ကောင်းတယ်မတူတဲ့နေရာဒေသတွေအလိုက်မတူတဲ့ယဉ်ကျေးမှုတွေပေါ့နော်အဲ့ဒါတွေကိုပို့ပြီးတော့တိလာရတယ်လို့ထင်တယ်ပေါ့နော်ဇူးလည်းဒီနေကနေပြီးတော့မန္တလေး
မြို့ပေါ့နော်မိထီလာမန္တလေးပြီးတော့ရန်ကုန်ပေါ့နော်အဲ့ဒီနေရာတွေမှာဆိုနေရာ3ခုလုံးမှာကျောင်းတက်ဖူးတယ်ပေါ့နော်မိထီလာမှာလည်းကျောင်းတက်ဖူးတယ်မန္တလေးမှာလည်းတက်ဖူးတယ်ရန်ကုန်မှာလည်းတက်ဖူးတယ်ဆိုတော့အဲ့ဒီ3နေရာရဲ့မတူညီတဲ့ယဉ်ကျေးမှုတွေကိုလည်းသိရတယ်ပေါ့နော်မန္တလေးမှာဆိုလို့ရှိရင်တော့ကျောင်းသူကျောင်းသားတွေအများများတယ်လက်ဖက်ရည်ဆိုင်တွေမှာကျောင်းနဲ့နေတဲ့လက်ဖက်ရည်ဆိုင်တွေဆိုလို့ရှိရင်လည်းသူတို့ကျောင်းသူကျောင်းသားတွေနေ့လယ်စာကျောင်းထဲကကန်တင်းမှာမထိုင်ချင်ရင်လက်ဖက်ရည်ဆိုင်မှာစုံကြတယ်စကားတွေပြောကြတယ်ပေါ့နော်စာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အပြင်ကအကြောင်းအရာတွေပဲဖြစ်ဖြစ်အားလုံးစုပြီးတော့လက်ဖက်ရည်ဆိုင်တွေမှာပဲပြောကြတယ်ရန်ကုန်မှာကြတော့ဇူးကမာဤပြောသလိုပဲအဲ့ဒီနံပြားကိုကြတော့ရန်ကုန်မှာစစားဖြစ်တယ်ပုံဝင်လင်းပြောရရင်လေဇူးတို့နယ်မှာနံပြားကအလောက်နာမည်မကြီးသလိုပဲတိတ်ပြီးတော့မရှိဘူးပေါ့နော်ဟုတ်လားမမရဟုတ်တယ်မမရနံပြားရောက်တဲ့ဆိုင်ဒီဇိုင်းပဲရှိတယ်ဒီဇိုင်းပဲရှိတယ်အဲ့ဒါကလည်းဇူးမမိတလောက်ပေါ့နော်မွတ်စလင်တွေရောင်းတဲ့လက်ဖက်ဆိုင်ပေါ့နော်အဲ့ဒီဆိုင်ဒီဇိုင်းပဲရှိတယ်တစ်မျိုးလုံးမှာပေါ့လေပြီးတော့ယဉ်ကျေးမှုရဲ့ပြီးတော့ဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့လဲဇူးတို့နေမှာကပလီကျောင်းတစ်ကျောင်းပဲရှိတယ်ပြီးတော့ခရီးယန်တွေလည်းမရှိဘူး church ကျောင်းတွေလည်းမရှိဘူးပေါ့နော်ဇူးတို့မျိုးမှာဗုဒ္ဓဘာသာတွေအများများတယ်ဆိုတော့အဲ့ဒီ Indian အစားအစာပေါ့နော်အိန္ဒိယအစားအစာတွေကဇူးတို့စီမှာမရှိဘူးဆိုတော့ဒီနံပြားတို့ဘာလို့လဲဆိုငယ်တော့မစားဘူးမန္တလေးရောက်မှစားဘူးတယ်ဒီနံပြားကတော့မြန်မာပြည်မှာအရန်နာမည်ကြီးတဲ့အစားအစာတစ်ခုပါဒါပေမဲ့ဇူးအသက်ကြီးလာမှပဲစားဖူးတာပါရန်ကုန်ရောက်တော့မှဟုတ်လက်ဖက်ရည်တောက်လို့ရှင်ဘာအစားအစာနဲ့တွဲပြီးစားလဲဇူးအမြဲစားပူးတာပေါ့နော်အဖေနဲ့လက်ဖက်ရည်ဆိုင်သွားတိုင်းစားဖြစ်တာကလက်ဖက်ရည်ရဲ့အီဂျာကွေးဒါမှမဟုတ်စမူစာအဲ့ဒါပဲပြီးတော့ပါမုံနိုဆန်လဲစားတယ်ဒါပေမဲ့နံပြားတော့ဇူးမစားဘူးငယ်တော့ကလေတခါမှအဲ့လိုမတွေးခဲ့ဘူးရန်ကုန်မှာတော့နံပြားကအရန်စားတာများတယ်ပဲပြုံးတဲ့နံပြားပေါ့နော်ပြောရင်းနဲ့တော့မှဖိုက်စားလာပြီဆိုတော့ပဲဇူးကြတော့အဲ့ဒီပဲပြုံးတဲ့နံပြားကိုစပြီးတော့ရန်ကုန်မှာစားတဲ့အချိန်မှာဇူးလုံးဝရက်လို့မရဘူးနေ့တိုင်းအဲ့ဒီဆိုင်ကိုသွားပြီးတော့မနေ့အစောကြီးသွားတယ်သွားထိုင်ပြီးတော့မအီပြောသလိုပဲအဲ့ဒီနံပြားဖို့မှာနံပြားကိုကတ်လိုက်ပြီးတော့နံပြားဖုတ်တာပေါ့နော်အဲ့ဒီဟာကိုကြည့်ရတာပြီးတော့အဲ့ဒီအဲ့လိုအဖုလေးတွေထွက်လာပြီးတော့ဖောင်းလာတယ်အဲ့ဒီကျွတ်ရွလေးကိုစားရတာကိုအရန်ကိုဇူးလဲသဘောကျတယ်ရန်ကုန်မှာလည်းနောက်ပြီးတော့ခေတ်စားတာကကြက်သားပလာတာနောက်ပြီးတော့မလိုင်ပလာတာပေါ်မှာမလိုင်စမ်းတာနောက်ပြီးတော့ဒီလက်ဖက်ရည်ချိုစိမ့်အဲ့လိုဤစိမ့်နေပါတယ်ဆိုတော့မှအပေါ်မှာမလိုင်ထပ်ပြီးတော့တင်တဲ့လက်ဖက်ရည်မျိုးခေတ်စားတယ်အမတို့ငငယ်တုန်းကပေါ့နော်ဇူးရောအဲ့လိုမျိုးဇူးတို့ဘက်မှာရောအဲ့လိုမလိုင်နေစားတာများလားအိန္ဒိယနဲ့ဆိုင်တဲ့အစားအစာတိတ်ပြီးတော့မစားဖြစ်ဘူးဆိုတော့မလိုင်ကိုစားတာများလားမစားဘူးဇူးငယ်တော့မမိသလောက်တော့မလိုင်တို့ဘာတို့ကမရှိခဲ့ဘူးဒိန်ချင်တို့ဘာတို့တောင်မှအဲ့ဒီလောက်ခင်မစားဘူးဒီဇူးမမိသလောက်ဆိုသူ့တက်ကြီးလာတော့မှဒီကြောင်းတက်တယ်နေရာစုံသွားတဲ့အခါမှဇူးကဒိန်ချင်ကကျမ်းမာရေးအတွက်ကောင်းတယ်ဒိန်ချင်ကိုမန္တလေးတို့မိထီလာတော့ကတော့တောက်ဖူးတယ်ပေါ့နော်ဇူးတို့ဝမ်းတွင်းမှာမှန်တိုင်းပြောရရင်ဘာမှမရှိဘူးဘာမှမရှိတော့အဲ့ဒီအစားအစာတွေကငငယ်တော့မစားဘူးဇူး10တန်းအောင်ပေါ့နော်အထက်တန်းကျောင်းပြီးလို့ကျောင်းတွေစတက်ပြီးတော့ချားမျိုးတွေကိုသွားတဲ့အချိန်ကြတော့မှပဲအဲ့ဒီဟာတွေကစားဘူးတာမိထီလာရောက်တယ်မိထီလာမှာတော့ပို့ပြီးတော့လူမျိုးစုံတာပေါ့နော်လူမျိုးစုံတာဆိုတော့အဲ့ဒီမှာမှစပြီးတော့အစားအသောက်မျိုးစုံပေါ့နော်အဲ့ဒီဟာတွေစားဘူးတယ်ပြီးတော့မန္တလေးမှာတော့ဒိန်ချင်ကအရန်နာမည်ကြီးရဲ့မန္တလေးစေးချောင်းဘေးကအေးဆိုင်လေးတွေဆိုရင်
အရန်နာမည်ကြီးရလေကျောင်းသူကျောင်းသားတွေညနေဘက်ဆိုသွားထိုင်ကြတာပေါ့နော်ပြောရင်းနဲ့တော့လွမ်းလာပြီအဲ့လိုပေါ့နော်အဲ့လိုတင်ချင်ကိုထညက်ရည်နဲ့ပေါ့နော်အဲ့ဒီဟာကတော့အရန်ခစ်စားတယ်ဒါပေမဲ့မလိုင်တို့ဘာလို့ကတော့အခုချိန်ထိလည်းဇူးတို့စီမှာမရှိဘူးမလိုင်တို့ဘာလို့လေဟိုရန်ကုန်တို့မန္တလေးတို့ဇူးရောက်တဲ့အခါသွားတဲ့အခါမှပဲအဲ့လိုဟာတွေကစားလို့ရတယ်ဟုတ်အခုလွမ်းစရာလေးတွေပြောတော့အခုဇူးကလည်းဗမာပြည်မှာမဟုတ်ဘူးအမကလည်းဗမာပြည်မှာမဟုတ်ဘူးဆိုတော့ဒီလက်ဖက်ရည်ဆိုင်ရင်ကျေးမှုကိုလွမ်းတဲ့အခါမှာဇူးကဘယ်လိုမျိုးအစားတောက်တွေကိုစားလိရှိလဲအလွမ်းပြေဟုတ်အလွမ်းပြေအစားအစာတွေကတော့ဒီမှာကအများကြီးရှိတယ်ဟိုပြောရရင်မျက်စိမှိတ်ပြီးတော့လက်ညှိုးထိုးလိုက်ရင်တော့နေရာတိုင်းမှာရှိရပေါ့နော်တခါတလေရောက်တော့ဟိုဇူးတော်မှမတိတဲ့မြန်မာအစားအစာဆိုင်တွေမြန်မာစားတောက်ဆိုင်တွေအများကြီးရှိရပေါ့နော်တခါလေရောက်လို့ရှိရင်တချို့နိုင်ငံခြားသားတငယ်ချင်းတွေကဇူးကိုတကူတကခေါ်သွားပေးတယ်ဒီမြန်မာစားတောက်ဆိုင်ရှိတယ်ရောက်ဖူးလားပေါ့နော်အဲ့ဒီအချိန်မှာဇူးလည်းအံ့ဩပြီးတော့သူတို့တောင်တိပြီးတော့ဇူးဘာလို့မတိရလဲပေါ့နော်အဲ့လိုမျိုးဖြစ်ပြီးတော့သူတို့နဲ့လည်းသွားရတယ်ဇူးကိုယ်တိုင်လည်းအဲ့လိုမြန်မာပြည်လွမ်းတဲ့အခါတို့မြန်မာအစားအစာတွေလွမ်းတဲ့အခါတို့ဆိုရင်အနီးနားမှာရှိတဲ့ဒီမြန်မာလက်ဖက်ရည်ကောင်းကောင်းရတဲ့ဆိုင်ပြီးတော့မြန်မာအစားအစာတွေပေါ့နော်အဲ့ဒီအစားအစာတွေရောင်းတဲ့ဆိုင်တွေကိုတွားလေးရှိပါတယ်မအီရောမြန်မာအစားအစာတွေလွမ်းရင်စားတောက်ဆိုင်တို့မြန်မာလက်ဖက်ရည်ဆိုင်တို့ရှာရတာလွယ်လားမလွယ်ပါဘူးအမတို့ဝါရှင်တန် DC မှာကကိုနီကိုဟန်နဲ့ဒီမြန်မာအစားအစာကိုဖန်တီးပြီးတော့အလွမ်းပြေစားရတာပါအားကြောင့်လို့ဇူးကိုအားကြပါတယ်မြန်မာဟိုမနက်စာပေါ့နော်လက်ဖက်ရည်ဆိုင်ထိုင်ပြီးတော့စားလို့ရတဲ့အစားအစာကိုလွမ်းတဲ့အခါကြလို့ရှိရင်အိမ်မှာ ready made tea mix ပေါ့နော်အမကတော့ဒီချိုစိမ့်ကြိုက်တယ်ဆိုတော့ပို့ပြီးတော့အချိုကဲတဲ့3 in 1 tea mix အထုပ်ကိုဖောက်ရေနွေးတည်ပြီးတော့ဖြော်တယ်နောက်ပြီးတော့ဗမာပြည်ကဒန်ခွက်လေးကိုအိမ်မှာစောင်းထားပါတယ်ဆိုတော့ဒီလက်ဖက်ရည်ဆိုင်မှာပုံမှန်ဆိုရင်တော့ရေချမ်းစစ်မှာခတ်ပြီးတောက်တဲ့ဒန်ခွက်လိုမျိုးကိုသုံးပြီးတော့လက်ဖက်ရည်ချိုးစိမ့်ကိုဖြော်တယ်ပြီးတော့ဗမာပြည်အလွမ်းပြေငါ6ကိုမီးဖုတ်တယ်မီးဖုတ်ပြီးတော့ဒီအမနေတဲ့ဝါရှင်တန် DC မှာတချို့ကြတော့ဒီပဲကိုကိုယ်တိုင်ဖောက်ပြီးတော့ဟို freezer ထဲမှာရေခဲထားတဲ့အထုပ်လိုက်ရောင်းတာရှိပါတယ်အဲ့အထုပ်ထဲကပဲပြုတ်ကိုယူပြီးတော့ဒီထမင်းကျန်းနဲ့ကြော်စီနဲ့ပဲပြုတ်နဲ့ကြော်ပြီးတော့ငချောင်းနဲ့ပြီးတော့လက်ဖက်ရည်တစ်ခွက်နဲ့အဲ့ဒါကအမကိုယ်တိုင်ချက်တယ်လို့အမရဲ့အမျိုးသားကိုလည်းချက်ကျွေးပါတယ်ဒါကတော့ဗမာပြည်အလွမ်းပြည်ကိုယ်တိုင်စားတဲ့မနက်စာပါနံပြားကတော့ကိုမဖုံးနိုင်တဲ့အတွက်ဗမာပြည်ကိုလွမ်းပေမဲ့လည်းဒီလိုမျိုးအပူဖောင်းလေးတွေကျွတ်လေးနဲ့နံပြားကိုတော့စိတ်ကူးတွေကမှန်းပြီးတော့ပဲပြုံးနဲ့ထမင်းကြော်ငချောက်လေးနဲ့လက်ဖက်ရည်ချိုစိတ်လေးနဲ့ကတော့ဗမာပြည်ကိုအရန်အလွမ်းပြေးစေပါတယ်ဟုတ်ကဲ့မပြောရင်းနဲ့နံပြားလေးစားကျင်လာပြီမကြီးပြောတဲ့ငချောက်ဖုတ်လေးတို့စီလေးစမ်းပြီးတော့လည်းစားကျင်လာပြီဟုတ်တယ်ဒီလိုမျိုးအစားအစာကိုတူလို့ရတယ်ဆိုပေမဲ့လည်းဗမာပြည်မှာလက်ဖက်ရည်ဆိုင်ထိုင်ရတဲ့အငွေ့သက်ကိုတော့ဘာနဲ့မှလဲလို့ရမယ်မထင်ပါဘူးဒီဗမာပြည်မှာကဒီပတ်ဝန်းကျင်မှာပြောတဲ့အတန်နေနောက်ပြီးတော့ဈေးဆိုလို့ရှိရင်လည်းဈေးဝယ်နေတဲ့သူတွေအတန်ပုံမှန်လက်ဖက်ရည်ဆိုင်ဆိုတာကလူစီကားတဲ့နေရာမှာရှိတတ်ကြတာပါအဲ့ဒါဆိုတော့အနောက်မှာလူတွေအချင်းချင်းပြောတဲ့အတန်တွေနားထောင်ကိုမိတ်ဆွေတငယ်ချင်းတွေနဲ့စကားပြောပြီးတော့လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့အငွေ့သက်ကတော့ဘာနဲ့မှလဲလို့ရမယ်မထင်ပါဘူးစုရေဟုတ်တယ်နော်ဒီတခြား coffee ဆိုင်တို့ဒီနိုင်ငံခြားယဉ်ကျေးမှုပေါ့နော်နဲ့ရှင်လို့ရှိရင်မြန်မာတွေရဲ့ဒီလက်ဖက်ရည်ဆိုင်ထိုင်တဲ့ယဉ်ကျေးမှုကဒီနေ့တူက
အကြောင်းအရာတွေမျိုးစုံပေါ့နော်အဲ့ဒီဟာတွေကိုနေရာပေါင်းစုံကလူတွေလာထိုင်ပြီးတော့ပြောကြနားထောင်ကြတဲ့နေရာတစ်ခုဆိုရင်ပို့ပြီးတော့မှန်နေပေါ့နော်ပုံမှန်နေအရင်တုန်းကတော့ပို့ပြီးတော့ပြောလို့ရမယ်ပေါ့နော်အခုနောက်ပိုင်းတော့ပြောလို့မရဘူးဆိုပေမဲ့မြန်မာတွေရဲ့ဒီယဉ်ကျေးမှုပေါ့နော်မြန်မာလက်ဖက်ရည်ဆိုင်ထိုင်တဲ့ယဉ်ကျေးမှုကတော့လွမ်းစရာအရန်ကောင်းတဲ့အရာတစ်ခုပေါ့နော်ဘယ်နိုင်ငံရောက်တတိယနေတဲ့ဟာပေါ့ဟုတ်အခုတော့ရန်ကုန်တို့မန္တလေးတို့မြို့ကြီးတွေမှာလက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုရှိတယ်ဆိုပေမဲ့ coffee တောက်တဲ့ယဉ်ကျေးမှုလည်းပို့ပြီးတော့ပေါ်လာပါတယ်အဲ့မှာice coffee ရေခဲ coffee အေးတောက်တာတို့နောက်ပြီးတော့ကိတ်မုန့်နဲ့ coffee တွဲပြီးစားတာတို့နောက်ပြီးတော့လက်ဖက်ရည်တောက်တယ်ဆိုပေမဲ့လည်းဒီလိုမျိုး afternoon tea နေ့ခင်းဘက်တောက်တဲ့ဘူဆန်ဆန်အစားအစာတွေနဲ့တွဲစားရတဲ့ယဉ်ကျေးမှုတွေလည်းထွက်လာတာပေါ့နော်အခုဒီမျိုးပြတွေအကုန်လုံးကလည်းချိတ်ဆက်မှုတွေရှိနေတော့ဗမာရိုးရာဓလေ့ဖြစ်တဲ့လက်ဖက်ရည်ထိုင်တဲ့ယဉ်ကျေးမှုရှိသလိုတခြား coffee တောက်တဲ့ယဉ်ကျေးမှုလည်းတိုးလာရလို့ထင်တယ်ဟုတ်တယ်နော်ဒီဘက်ခင်မှာပေါ့နော်ဒီနေ့ခင်မှာလူငယ်တွေကြားမှာတော့အဲ့ဒီလက်ဖက်ရည်အထက် coffee တောက်တဲ့ယဉ်ကျေးမှုကcoffee တောက်တဲ့ယဉ်ကျေးမှုဘက်ကိုနည်းနည်းပြောင်းလာတယ်လို့တော့ထင်တယ်ပေါ့နော်သူတို့လူကြီးတွေပေါ့နော်သူတို့ရဲ့မိဘတွေတို့ပြီးတော့ဦးလေးတွေတို့အဲ့ဒီအရွယ်တွေတုန်းကတော့ဒီလို coffee တောက်တဲ့ယဉ်ကျေးမှုထက်လက်ဖက်ရည်တောက်တဲ့ယဉ်ကျေးမှုကတော့ပိုပြီးတော့များတယ်ပေါ့နော်ဇူးခိုတိုင်းဆိုလို့ရှိရင်တော့ဇူးငယ်ငယ်တုန်းကတည်းကဒီအဖေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်လက်ဖက်ရည်ဆိုင်ထိုင်နေဆိုရင်ဇူးကတော့အချိုအရန်ကြိုက်တဲ့လူမဟုတ်တော့ဇူးကအမြဲတမ်းတောက်ဖြစ်တာကတော့ပေါ့စိန်ပါပေါ့စိန်အမြဲတမ်းအခုချိန်ထိလဲလက်ဖက်ရည်ဆိုင်နေပေါ့နော်မြန်မာလက်ဖက်ရည်ဆိုင်နေရောက်တိုင်းဥပမာမနက်စာဆိုရင်ဇူးအကြိုက်ဆုံးကတော့နန်းကြီးတုပ်နဲ့ပေါ့စိန်တစ်ခွက်ပေါ့နော်အဲ့ဒါဆိုရင်တော့ဇူးရဲ့မနက်စာကပြည့်စုံပြီလို့သတ်မှတ်လို့ရပါတယ်မြန်မာမနက်စာကအမျိုးအမယ်တွေစုံတာပေါ့နော်အားလုံးလူများစုသိကြတာကတော့မွေးငါပါမွေးငါအုံနုခောက်ဆွဲဒါပေမဲ့နော်ဗမာပြည်မှာမွေးငါဆိုင်တွေမှာကလက်ဖက်ရည်တွဲရောင်းတာမဟုတ်ဘူးဒါပေမဲ့လက်ဖက်ရည်ဆိုင်တွေမှာတော့မွေးငါတစ်ခါတလေကြာရောင်းတာရှိတယ်နော်ဟုတ်တယ်ဇူးရိုးစီမာကတော့ငယ်ငယ်တုန်းကထိုင်တဲ့ဆိုင်မှာကသူကမုံဟင်းငါးကိုများသောအားဖြင့်မနက်ခင်းမှာတိတ်မရောင်းဘူးဇူးရိုးနယ်ဘက်ကတော့မှတ်မိသလောက်တော့ဟုတ်တယ်မနက်ပိုင်းဆိုရင်မုံဟင်းငါးတိတ်မတောက်ကြဘူးအဲ့ဒီဟာလေးတစ်ခုရှိတယ်မုံဟင်းငါးကိုအခုရန်ကုန်နဲ့မန္တလေးမှာပေါ့နော်အားလုံးပြောနေကြတယ်ဆိုရင်မုံဟင်းကားကိုတောက်တယ်တို့မုံဟင်းကားစားတယ်တို့ပေါ့နော်သူတို့မန္တလေးမှာဆိုရင်တော့မုံဟင်းကားတောက်တယ်လို့ပြောတယ်အဲ့တော့သူတို့တွေကmemes တွေခုခေတ်လူငယ်တွေကပို့ပြီးတော့ဟာတညံရှိကြတော့လေသူတို့ကဒီပျော်ရွှင်အောင်လို့ပေါ့နော်ဒီလိုလူတွေရည်ရအောင်လို့လုပ်ကြတဲ့ memes တွေထဲမှာဆိုရင်မုံဟင်းကားကိုဘယ်လိုတောက်တာလဲပေါ့နော်သူတို့ဒီကာတွန်းတွေလုပ်ပြီးတော့ဒီလိုအခု coffee တို့ဒိန်ချင်တို့ juice တွေတောက်တဲ့ဘူးတွေကိုမုံဟင်းကားတွေထည့်ပြီးပိုက်တက်ပြီးတောက်တာလားပေါ့နော်မင်းတို့မုံဟင်းကားကိုဘယ်လိုတောက်တာလဲပေါ့နော်အဲ့လိုမျိုးလဲရီးစရာတွေပြောကြတယ်ဘာလို့လဲဆိုတော့မုံဟင်းကားဆိုတာကစားရတဲ့အရာပေါ့နော်အဲ့တော့အဲ့တခုကလည်းမြန်မာနိုင်ငံမှာအရန်ဇူးအနေနဲ့ဇူးမြင်တာကတော့ချစ်စရာကောင်းတဲ့ယဉ်ကျေးမှုလို့ထင်တယ်ပေါ့နော်ရန်ကုန်နဲ့မန္တလေးကအမြဲတမ်းလို့ညင်းခုန်ကြတယ်ပေါ့နော်ဥပမာနန်းကြီးတုပ်ဆိုရင်လည်းမုံတီလို့ခေါ်တယ်တို့အဲ့လိုမျိုးညင်းခုန်နေကြတာပေါ့နော်တစ်ချိန်လုံးအဲ့လိုမျိုးဆိုတော့အဲ့ဒါကိုဇူးတတိယသွားလို့ပေါ့နော်မုံဟင်းကဇူးကလည်းမန္တလေးကဆိုတော့မုံဟင်းကတောက်တယ်လို့ပြောတယ်ပေါ့နော်အဲ့ဒါကြောင့်ဇူးအဲ့လိုတစ်ခါတလေမုံဟင်းကတောက်တာမျိုးရှိတယ်မနက်ဘက်ပေါ့နော်ပြီးတော့ဒီနေမာကကြတော့အဲ့ဒီဆိုင်တွေမှာစံပြုတ်လည်းရောင်းတယ်သူကညနေပိုင်းနဲ့ညနေပိုင်းမှာဆိုရင်မုံဟင်းကားနဲ့ဒီစံပြုတ်ရောင်းတယ်မနက်ခင်းဆိုရင်ဒီမုံတီတုပ်နန်းကြီးတုပ်ပေါ့နော်ပြီးတော့အဲ့ဒီတချို့စားစရာတွေဖြစ်တဲ့စမူစာအီကြာကွေးလက်ဖက်ရည်
သူတို့ဘက်မှာပို့ပြီးတော့မနက်စာနာမည်ကြီးတာကအဲ့လက်ဖက်ရည်နဲ့အီကြကွေးလက်ဖက်ရည်နဲ့စမူစာဒါမှမဟုတ်ရှမ်းခောက်ဆွဲဒါမှမဟုတ်ရင်အဲ့လိုပဲပြုတ်သမင်းစီဆန်ဒါမှမဟုတ်ရင်ကောင်းရင်ပေါင်းအဲ့ဓာတွေကတော့ပို့ပြီးနာမည်ကြီးရပေါ့နော်ပြီးတော့စီသမင်းတို့ဘာလို့ပေါ့နော်ဒီမနက်ပိုင်းဆိုရင်မုံဟင်းကားဆိုတာထက်ပေါ့နော်သမင်းပူပူလေးနဲ့အကြော်နဲ့ဒါမှမဟုတ်ရင်စောစောကလိုပဲကောင်းရင်ပေါင်းစီသမင်းအကြော်နဲ့ဒါမှမဟုတ်မုံတီတုပ်နန်းကြီးတုပ်ပေါ့နော်အဲ့လိုမျိုးစားကြတာများတယ်အခုရန်ကုန်နဲ့မန္တလေးနဲ့မတူတဲ့အခေါ်အဝေါ်တွေပြောလို့ဇူးမွေးငါစားရင်ရောဘာတွေထည့်စားတက်လဲအမတို့ရန်ကုန်မှာစားတာနဲ့တူလားရှင်းကြည့်ရအောင်ဟုတ်စိတ်ဝင်စားဖို့ကောင်းတယ်နော်ဒီရန်ကုန်နဲ့မန္တလေးနဲ့စကားဝိုင်းပေါ့ဇူးကဒါကတော့ဇူးတို့စီမှာပေါ့နော်မန္တလေးလို့ပဲပြောပြောဇူးတို့နယ်ပဲပြောပြောပေါ့နော်ဇူးကကျတော့မန္တလေးမြို့ကမဟုတ်တော့လေအဲ့တော့နယ်အဲ့ဒီ data အလိုက်လဲစားတဲ့တောက်တဲ့ပုံစံလေးတွေကွဲမယ်ထင်တယ်ပေါ့နော်ဇူးကကြတော့ငယ်ငယ်တုန်းကစားနေကြပုံစံပေါ့နော်မုံဟင်းကားရဲ့ပဲကတ်ကြော်လို့သူတို့ခေါ်တယ်ပဲကြော်ပေါ့နော်ဇူးကကြတော့မုံဟင်းကားပဲစားစားနန်းကြီးတုပ်ပဲစားစားပဲကြော်မပိုင်လုံးဝမစားပါဘူးလုံးဝကိုမစားတာပါထိကိုမထိရဲ့အထဲမှာပါလာတယ်အဲ့တော့မုံဟင်းကားစားပြီဆိုတာနဲ့ဘယ်ရောက်ပေါ့နော်တချို့ကကြတော့နန်းကြီးတုပ်ဆိုရင်လည်းပဲကတ်ကြော်ပဲကြော်မဟုတ်ဘဲနဲ့မုံချွတ်ကြော်ထည့်ပေးရမျိုးရှိတယ်ဇူးကမုံချွတ်ကြော်ဆိုလုံးဝမစားဘူးအဲ့ဒီပဲကတ်ကြော်လို့ခေါ်တဲ့ပဲကြော်ပေါ့နော်ဒီပဲကြော်နဲ့ပဲစားတယ်ပြီးတော့မုံဟင်းကတောက်တဲ့အခါမှာအဲ့ဒီပဲစိမ်းပေါ့နော်ဒီပဲရှည်သီးလို့ခေါ်လားပဲရှည်သီးကိုသူနှုတ်လေးဆင်းထားတဲ့ပဲသီးပေါ့နော်ပဲတောင်းရှည်အစိမ်းဟုတ်တယ်အဲ့ဒါပဲတောင်းရှည်အစိမ်းရယ်ပြီးတော့ဇူးကနန်နန်ပင်အရန်ကြိုက်တယ်နန်နန်ပင်နဲ့ပဲတောင်းရှည်ရယ်ပြီးတော့ဘဲဥလားကြက်ဥလားပေါ့နော်အဲ့ဒီတစ်မျိုးပေါ့အဲ့ဒါနဲ့အမြဲတမ်းမုံဟင်းကတောက်တိုင်းအဲ့လိုတောက်လေးရှိတယ်ဟုတ်အိုးပဲဥလားကြက်ဥကိုမွေးငါရပြီးတော့မှကြက်ဥကိုလှီးထားတဲ့ဟာကိုထည့်တာလားဒါမှမဟုတ်လဲအိုးထဲမှာပါပြီးသားအိုးပဲဥကိုကြိုက်တာလားနှစ်မျိုးလုံးတော့ကြိုက်တယ်ဇူကတော့မအေးရောအမကငငယ်တုန်းကလုံးဝမွေးငါဆိုရင်မုတ်ဖတ်ပါရင်လုံးဝမစားပါဘူး။ဘာဖြစ်မုတ်ဖတ်ကိုအရန်မုန်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဟာအတွက်အခုတင်မုန်းချပြီးတော့ပြန်ပြီးတော့ပြန်ပြီးတော့အနာဂတ်မှာအခုတော့ဗမာပြည်နဲ့အဝေးတဲ့အချိန်ကျတော့အဲ့အချိန်အတွက်အများကြီးနောင်တရပြီးပါတယ်မုတ်ဖတ်စစ်ကိုစားနိုင်တဲ့အချိန်မှာလုံးဝမစားခဲ့တဲ့အတွက်ပါအခုကျတော့မုတ်ဖတ်ကိုအရန်မြန်နိုးပါတယ်မွေးငါစားလို့ရှိရင်မုတ်ဖတ်နောက်ပြီးတော့အချင်းဖောက်ထားတဲ့မုတ်ဖတ်မရှိတဲ့အတွက်ဒီမှာကျတော့အချောက်ချမ်းတွေကိုပဲရင်နွေးဖြောပြီးတော့လောက်ရတော့မွေးငါစစ်စားဖို့တော်တော်ခဲရင်ပါတယ်ပေါ့နော်နောက်ပြီးတော့တကယ်စားမယ်ဆိုလို့ရှိရင်တော့မွေးကားမှာငပြောဥမကြိုက်ပါဘူးကြက်သွန်ဥပါတယ်မကြိုက်ပါဘူးဆိုတော့ဟင်းရည်ကြီးတက်ငပြောဥမပါကြက်သွန်ဥမပါအိုးပဲဥကြိုက်ပါတယ်မုတ်ဖက်နဲ့ပြီးတော့ပဲသီးမစားပါဘူးနန်းနန်းပင်နည်းနည်းလေးပဲစားပါတယ်ပြီးတော့ငရုတ်သီးမှုန့်ပြီးတော့ငံပြာရီထက်ပြီးတော့မွေးငါကိုစားတာပါဘူးသီးကြော်ပိုင်းကြိုက်ပါတယ်ဘူးသီးကြော်ပဲကြော်ထဲတာကြိုက်ပါတယ်ဒါပေမဲ့လည်းငယ်တဲ့တစ်ချိန်တုန်းကတော့လုံးဝမုတ်ဖတ်မပါဘဲနဲ့ဟင်းရည်ကြီးတက်ကိုဘူးသီးကြော်နဲ့ပဲကြော်နဲ့ပဲထည့်ပြီးတော့စားတာပါသူများတွေသွားလို့ရှိရင်ကိုကလုံးဝမုတ်ဖတ်မပါပါဘူးဆိုပြီးခဏပြောရတာတော်တော်လေးကိုအာနာပိုကောင်းခဲ့ပါတယ်အဲ့ဟာလည်းတခုကအရန်စိတ်ဝင်စားဖို့ကောင်းတယ်နော်တယောက်နဲ့တယောက်အဲ့လိုမျိုးစားတောက်တဲ့ပုံစံလေးတွေမတူကြဘူးအကြိုက်တွေမတူကြဘူးပေါ့နော်အဲ့ဒီအပေါ်မှာလည်းဇူးအမြင်ရတော့လေတယောက်နဲ့တယောက်အဲ့လိုမျိုးကိုမကြိုက်တာလေးတွေသူတို့မကြိုက်တာလေးတွေကိုစဉ်းစားပေးတတ်လို့ရှင်ဒါငါတို့ရဲ့မတူညီတဲ့ပုံစံတွေပါလားဆိုပြီးတော့စဉ်းစားနိုင်လို့ရှိရင်ပိုကောင်းတယ်နော်အချင်းချင်းဒါဒီလိုကတော့ပိုကောင်းတယ်ဟိုလိုကတော့ပိုကောင်းတယ်ဆိုတာထက်လေမြန်မာတွေ
စားတောက်တဲ့ယဉ်ကျေးမှုမှာလည်းအမြဲတမ်းငင်းခုန်ကြတော့လေဇူကတော့အဲ့လိုမျိုးထင်တယ်မအီပြောသလိုမျိုးဆိုရင်ဇူနဲ့စားတဲ့ပုံစံတူတဲ့ဟာလေးတွေလည်းရှိတယ်ဥပမာဆိုဇူလည်းမအီပြောမှတတိရတယ်အဲ့ဒီချက်သွန်ဥလေချက်သွန်နီဥကိုဇူတခြားအစားအစာတွေထဲမှာကြိုက်ပေမဲ့ဒီမုံဟင်းကားထဲမှာပါရင်သူကအရန်ချိုသွားတော့မုံဟင်းကားနဲ့မလိုက်တော့ဘူးလို့ထင်တယ်ပေါ့နော်အဲ့တော့ဇူလည်းဒီချက်သွန်ဥဆိုရင်ငယ်တုန်းကလည်းမစားဘူးကြီးတဲ့အခါမှာလည်းအခုချိန်ထိမစားဘူးပေါ့နော်ဒါပေမဲ့ငပြောဥတော့ငယ်တုန်းကမစားဘူးဒါပေမဲ့ကြီးလာတဲ့အခါမှာတော့စားလိုက်မယ်ဆိုပြီးတော့အဲ့လိုမျိုးပါလာလို့ရှိရင်တော့စားတယ်ပေါ့နော်ဒါပေမဲ့အများကြီးတော့မကြိုက်ဘူးလူတယောက်နဲ့တယောက်လေမွေးကားမှာတဲ့ပုံစံချင်းမတူတော့ကိုချစ်ခင်တဲ့သူဘလို့မှားလဲဆိုတာကိုကမှတ်မိနေရလို့ရှိရင်ဒါကကိုချစ်တယ်ခင်တယ်ဆိုတဲ့သင်္ကေတကိုပြရာရောက်ပါတယ်အကယ်၍ကိုမွေးကားဆိုင်တူသွားတဲ့အခါတငယ်ချင်းချင်းဖြစ်ဖြစ်ချစ်သူနဲ့ပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ကိုအကြိုက်ကို तू မှတ်မိပြီးတော့မှားပေးလို့ရှိရင်အရန်ကြည်လူးဖို့ကောင်းပါတယ်နောက်ပြီးတော့မွေးကားအတူစားတဲ့သူချင်းမှာတော့မှကိုမကြိုက်တာသူကြိုက်လို့ရှိရင်မျှပေးလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့မွေးကားတဲ့ကြီးကိုတေးသေးချာချာဒါရီမထဲနဲ့ဆိုပြီးပြောရမှာထက်ဆိုင်ရင်မှာပြီးတော့ရတော့မှရော့ဒီတဲကငပြောဦးအမကတော့မကြိုက်ပေမဲ့လေအမရဲ့အဖေကငပြောဦးတို့ကြက်တုံဦးတို့အရန်ကြိုက်ပါတယ်ဆိုတော့သူကလာဒီထဲထက်ဖေပကံနဲ့ထည့်ဆိုလို့ရှိရင်သူ့ကိုငပြောဦးတို့ကြက်တုံဦးတို့ရှာပြီးတော့ထည့်ပေးရတယ်ကိုကမကြိုက်တော့အဆင်ပြေသွားတာပေါ့အဲ့ဒါဆိုတော့အချင်းချင်းမတူတဲ့အကြိုက်မတူတာတွေကိုမှားတဲ့ပုံစံကိုရွေးပြီးတော့အားလုံးတူမျှဝေစားတဲ့နေရာမှာအခုလိုမျိုးအမှတ်တရလေးတွေကြံရည်နေတတ်ပါတယ်ဟုတ်တယ်နော်အဲ့ဒီအမှတ်တရလေးတွေကလည်းအရင်တတိယစရာကောင်းတယ်အရင်လေးလှတဲ့အမှတ်တရလေးလို့ထင်တယ်ဇူးဆိုလို့ရှိရင်အဲ့ဒီအခိုက်အတန့်လေးတွေပေါ့နော်အဲ့ဒီအခိုက်အတန့်လေးတွေကိုတံမိုးလဲထားတယ်အမြဲတမ်းလဲတတိယနေတတ်တယ်ဟုတ်ဒါဆိုရင်မအီတခြားဘာပြောမလဲဒီလိုမျိုးဇူးနဲ့မိုင်းနဲ့ပြောတာကိုနားထောင်ပြီးတော့နားထောင်တဲ့သူတွေကလည်းလက်ဖက်ရည်ဆိုင်ထိုင်းတဲ့ရည်ကြေးမှုကိုတောက်တဲ့လက်ဖက်ရည်တစ်ခွက်နောက်ပြီးတော့ကိုယ့်ရဲ့အမိဘာသာစကားကိုနေထိုင်တဲ့နေရာမှာဘလို့အလေးထားလေးလုပ်လဲဆိုတာကိုလည်းမျှဝေပေးကြပါလို့ကျမလည်းကြားချင်ပါတယ်အဲဆိုစာလေးကြီးပြီးတော့ပြောပြပေးကြပါဦးဟုတ်ကဲ့ပါဒါဆိုရင်ဇူတို့လည်းဒီနေ့ပြောတဲ့လက်ဖက်ရည်တောက်တဲ့ယဉ်ကျေးမှုမြမယဉ်ကျေးမှုအကြောင်းကိုပြောတာစုံစုံလင်လင်ရှိသွားပြီဆိုတော့ဇူတို့ဒီနေ့ဒီနားမှာပဲရက်လိုက်ကြမယ်เนาะနောက်တစ်ခေါက်ကျမှအားလုံးနဲ့ပြန်တွေ့ကြပါမယ်ပြီးတော့ဇူတို့ဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေထပ်ပြောကြမလဲဆိုတာကိုနားဆွင့်ပေးကြပါအောင်เนาะနောက်မှတွေ့မယ်เนาะကျေးဇူးအများကြီးတင်ပါတယ်ဟုတ်နောက်မှတွေ့မယ်เนาะတတာ Thank you so much everyone for listening to this episode of Speak It Burmese. We hope you learned something new about both the language and Myanmar's tea culture today. Stay tuned for our next episode and until then, keep practicing, keep listening and keep speaking Burmese. See you next time. Ta-da!